ကျွန်တော်တို့ Manchester United အသင်းအနေနဲ့ Europa League ဖလားကိုဒါမရခဲ့ရင်ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကိုအရင်ပြောပြချင်ပါတယ်United ပြည်များလုံးမြင်လာပါဦးထောက်ဖို့တီရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ Europa League ဘောလုံးပွဲကြိုအမြင်ပေါ့နော်ပွဲကြိုအမြင်နဲ့သူ Europa League ဘောလုံးပွဲမှာ United အသင်းအနေနဲ့အနိုင်မရရှိခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အချက်တွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ United အသင်းအနေနဲ့ Europa League ဖလားကိုမရခဲ့ရင်ဘာတွေဖြစ်သွားနိုင်လဲဆိုတာကိုအရင်ပြောပြချင်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ United အသင်းအနေနဲ့ Europa League ဘောလုံးပွဲမှာရှုံးနေသွားခဲ့ရင်နောက်နေ့ Champions League ကစားမှာမဟုတ်သလို Europa League လည်းကစားမှာမဟုတ်ပါဘူးဒီတော့ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတော့ကစားသမားခေါ်ယူတဲ့အပိုင်းမှာအများကြီးအခက်တွေ့နိုင်ပါတယ်လက်ရှိအနေထားအရကြည့်မယ်ဆိုရင်လည်းကွန်ဟာကတော့ United ကိုရောက်ဖို့တေးကြတယ်ပြီးသွားရင်ဒီလက်နဲ့ကွန်ဟာကလွဲပြီးတခြားကစားသမားပေါ့ quality ကစားသမားကိုခေါ်ဖို့အတွက်ဆိုရင်တော့ဥရောပဝင်ခွင့်ရမှာပဲအဆင်ပြေနိုင်တဲ့အခြေအနေမျိုးမှာရှိရဲရိုးလေးပဲတွေးကြည့်ပါကျွန်တော်တို့ကဥရောပဝင်ခွင့်မရဘူးကျွန်တော်တို့ ਨੇ ပြိုင်လိုက်နေတဲ့အတင်းတင်းပေါ့ဥပမာဆိုပါဆိုလီဗာပူးပဲဖြစ်ဖြစ်မန်စီးတီးပဲဖြစ်ဖြစ်အာဆင်နယ်ပဲဖြစ်ဖြစ်အဲ့အတင်းနေနဲ့ကျွန်တော်တို့ကစားသမားတယောက်ပြိုင်လိုက်ရပြီဆိုရင်အဲ့ကစားသမားကဘယ်အတင်းကိုရွေးနိုင်ကြီးပိုများလဲဆိုတာကတော့အားလုံးသိကြမယ်လို့ထင်ပါတယ်ဒီလိုအခြေအနေမျိုးတွေရှိတာကြောင့် Europa League ဖလားတာUnited အတင်းနေနဲ့လက်လွတ်လိုက်ရမယ်ဆိုရင်တော့နောက်ရာဒီမှာလည်းဒီလူစင်းတိုင်းပဲအမော်ရင်ကဆက်ပြီးကင်တွယ်ရဖို့များပါတယ်ဒါအောင်မှတချို့ကစားသမားတွေရောင်းထွက်ဖို့ရှိနေတာကြောင့်အတင်းရဲ့ squad ကပို့ပြီးတော့အားနေသွားနိုင်ပါတယ်ဒီနေရာမှာတချို့ကတော့ဒီပြောကြတာတော့ရှိပါတယ်အကယ်ဒမီကစားသမားလေးကိုနေရာပေးမယ်ပေါ့ပြီးတော့ဒီဈေးတန်တဲ့ကစားသမားလေးတွေကိုခေါ်ပြီးတော့မြင့်တင်ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောကြတာမျိုးတော့ရှိပါတယ်ဒါပေမဲ့တိတ်တော့မဖြစ်နိုင်ဘူးဗျကိုရီသွင်းကရက်ကန်ဖြစ်နေတဲ့အချိန်မှာကစားသမားတယောက်ကိုမြေတောင်မြှောက်ပေးဖို့ဆိုတာပို့ပြီးတော့ဝေးပါတယ်ဗျနောက်တစ်ချက်အနေနဲ့ကျတော့ United အသင်းအနေနဲ့ဒီ Europa League ဘောလုံးပွဲကိုအနိုင်ရရှိပြီး Champions League ဝင်ခွင့်တာရရှိသွားမယ်ဆိုရင်လက်မှတ်ဘိုးတွေ sponsorship တွေရုပ်သံကြေးတွေခြားတော့ဒီဘယ်လိုပြောရမလဲအကျိုးမြတ်တွေကနေပြီးတော့တန်း100လောက်ထိတော့ United အသင်းအမြတ်ထွက်သွားနိုင်ပါတယ်ဒါတွေကလည်း United အသင်းကိုဥရောပဖလားရဖို့အတွက်စူးစမ်းစေဖို့အတွက် motivation တစ်ခုလို့လည်းပြောနိုင်ပါတယ်ဆိုတော့ကျွန်တော် United အသင်းအနေနဲ့ Europa League ဘောလုံးပွဲမှာစပါးအသင်းကိုအသာရနိုင်လားမေးရင်တော့ကျွန်တော် United fan ဖြစ်တာကြောင့်အသာရနိုင်တယ်လို့ပဲဖြေချင်ပါတယ်ဒါပေမဲ့လည်းတကယ်လည်းအသာရနိုင်လားမေးရင်တကယ်လည်းအသာရနိုင်တဲ့အချက်တွေတော့ရှိပါတယ်စပါးအသင်းဟာဒီတက်စစ်ကိုတွားတဲ့အခါမျိုးမှာကစားသမား9ယောက်လောက်ထိကိုတက်စစ်စုံမှာရှိပါတယ်တက်စစ်မှုအပါဝင်တာဝန်ကစားသမား2ယောက်ကွင်းလယ်တက်စစ်ရဲ့နောက်ထပ်ကွင်းလယ်1ယောက်ပေါ့နော်ဒါကိုမှ full back 2ယောက်ကတက်စစ်ကိုလိုက်ပါတယ် United အသင်းနဲ့လုံးစရာရှိတာဘယ်လိုမျိုးလဲဆိုတော့ဒီတာဝန်ပတ်ချမ်းမှာဘောလုံးကိုရအောင်ဖြတ်တောက်ပြီးတော့ရအောင်လူပြီးတော့ present ရအောင်ပေးပြီးတော့ဘောလုံးပြန်ရအောင်လုပ်နိုင်မယ်ဆိုရင်တောင်ပန်တွေဘက်ကနေပြီးတော့ခွင့်ရေးတွေဖန်တီးလို့ရတယ်တောင်ပန်တွေကနေအလဲကိုပြန်ချိုးပေးပြီးတော့ဂိုးကန်တင်တာမျိုးလုပ်လို့ရတယ်ကျွန်တော်အနေနဲ့ဒီတောင်ပန်ကနေဒီအဝေးတိုင်ဘက်ကိုဖြတ်တင်ပေါ်ပို့တာမျိုးတွေတော့လုပ်လို့ရတယ်ဆိုပေမဲ့မြင်းတဲ့ကစားသမားတွေရဲ့ဒီ crossing တွေနဲ့ဒီခေါင်းတိုက်စွမ်းရည်ကအလောက်ထိတော့မျှော်လင့်လို့မရဘူးပေါ့နော်ဒါကတော့ကျွန်တော်ကြည့်မိသလောက်အနေထားရပြောပြရင်တော့မျှော်လင့်လို့မရဘူးဒါကြောင့်လို့ပြန်ပြီးချိုးပေးတာပဲအကောင်းဆုံးတော့ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ United ရဲ့ present shape ပေါ့ကျွန်တော်ဘီဘာအိုနဲ့နှစ်ပွဲလုံးပေါ့နှစ်ပွဲလုံးကျွန်တော်ကြည့်မိသလောက်ဆိုရင် United ရဲ့ present shape ကကွင်းလယ်မှာတယောက်ကအမြဲလွတ်တယ်ကွင်းလယ်တယောက်အမြဲလွတ်တယ်ဆိုဘီဘာအိုဘက်ကလည်းကွင်းလယ်တယောက်ကအမြဲလွတ်တယ်ဒါမျိုးစပါးနယ်ပွဲမှာတော့ဖြစ်လို့မရဘူးဒါကြောင့်ဘယ်လိုလုပ်တင်လဲဆိုတော့တိုက်စစ်မှု white လုံးနေနဲ့လုံးဝကွင်းလယ်အထိုင်တယောက်ကိုလုံးဝဒီလိုမျိုး marking ယူထားရမယ်ပြီးတော့နောက်ထပ် white လုံးကနားမှာရှိရဲ့တောင်ပန်ကစားမတယောက်ကကျတော့နောက်ထပ်ကွင်းလယ်တယောက်ကိုနေရာယူတဲ့ပုံစံမျိုးတော့ဖြစ်တင်တယ်လို့ကျွန်တော်မြင်နေဗျာအဓိကတော့ 442 ဟိုမှာ mid block ပုံစံဆန်လေးတော့တွားတင်တွားရမယ်လို့ကျွန်တော်ယူဆတယ်ဘာလို့အဲ့လိုမျိုးပြောလဲဆိုတော့ဒီလိုပုံစံမျိုးမဟုတ်ဘဲနဲ့3ယောက်လောက်ထိတက်ပြီးတော့ press လိုက်တဲ့အခါမျိုးမှာနောက်ကိုပြန်ကြည့်လိုက်တဲ့အခါဒီ Casemiro နဲ့ Uga တွေ2ယောက်ပဲကျန်နေတဲ့ပုံစံမျိုးပေါ့နော်ဒီလိုအခြေအနေမျိုးမှာဒီစပါးဘက်က 3v2 ဆိုတဲ့ပုံစံမျိုးနဲ့အသာယူသွားနိုင်တဲ့အချက်မျိုးတွေလည်းရှိပါတယ်နောက်တစ်ခုကကြတော့စပါးလောက်တဲ့အချက်တစ်ချက်ရှိတယ်ဒါကဘာလဲဆိုတော့နောက်တန်းကနေဘောလုံးကိုရှေ့ကိုကန်တင်လိုက်တယ်အဲ့ကနေပြန်ကျလာတဲ့ second ball တွေနဲ့စပါးအသာရအောင်ကစားတတ်တယ်ပေါ့နော်သူတို့အသာရနိုင်ခြင်းဘာဖြစ်လို့များလဲဆိုတော့သူတို့ရှေ့မှာကစားမှတက်ချင်မှုဖယ်လိုက်မယ်ဆိုတော့6ယောက်လောက်ရှိနေတာဒါကြောင့်မလို့အဲ့ဘောလုံးတွေကပြန်ရနိုင်ခြင်းပိုများတယ် United ဘက်ကလည်းအဲ့လိုမျိုးပုံစံမျိုးလှုပ်လားဆိုတော့လှုပ်တယ် United ကဒီဘောလုံးကန်ပြီးတော့တစ်စင်ချင်းကြီးသွားတဲ့အပိုင်းတွေမှာအရင်အားနေတယ်ဒါကြောင့်လို့ကန်တင်ပြီးတော့ပြန်ကျလာတဲ့ဘောလုံးတွေနဲ့အသုံးချဖို့ကြိုးစားတယ်ပေါ့နော်ဒါမျိုးကိုလည်းစပါးဘက်ကပို့ပြီးတော့လွတ်တက်တာကြောင့် United အနေနဲ့ဒါကိုတော့တတိထားဖို့တော့လိုပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ဒီ United အနေနဲ့ပေါ့နော်ဘောလုံးစပြီးတည်တဲ့အပိုင်းတွေမှာဆိုရင်အဓိကတော့တောင်ပန်တွေကိုတက်နိုင်မှာဘောလုံးထုတ်ပြီးတော့
အရှိကိုတခါလဲတန်းသွားတဲ့ပုံစံမျိုးလုပ်တင်တယ် Crystal Palace လောက်ရတဲ့ပုံစံမျိုးပေါ့နော် Crystal Palace နဲ့ Spa နဲ့တွေ့တဲ့အခါမှာ Crystal Palace လောက်ရတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးလေးကိုတော့ United လေးနဲ့နမူနာယူပြီးတော့စူးစမ်းတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဓိကတော့ဒီ win back နဲ့ရှေ့တောင်ပန်တွေကလုံးဝတက်စစ်ကိုတက်သွားမယ်ကွင်းလေရတယောက်ကတောင်ပန်ကိုထွက်လာပြီးတော့ဘောလုံးပို့ပေးတာမျိုးပေါ့အဲ့လိုပုံစံမျိုးတော့ try တင်ပါတယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဒီပွဲစဉ်မှာတော့ Casemiro နဲ့ Ugarte ပဲပေါ်ထွက်လာမှာဆိုတော့ကဘောလုံးထွက်ဖို့ကတိတ်တော့မဖြစ်နိုင်ဘူးကျွန်တော်ကတော့ဒီလိုမျိုးယူဆတယ်ပေါ့နော်ဒီ win back တယောက်ကိုရှေ့ကိုပို့လိုက်ပြီးတော့ဒီ Bruno Fernandes ကနောက်ကိုပြန်ဆင်းပြီးတော့ပဲဘောလုံးပို့မလားပေါ့အဲ့လိုပုံစံမျိုးကတော့ဖြစ်နိုင်ခြင်းအရှိဆုံးလို့တော့ကျွန်တော်ထင်ပါတယ်အဓိကတော့ဒီတောင်ပန်မှာဘောလုံးရောက်သွားပြီဆိုရင်နောက်ကိုပြန်ပေးဖို့မကြိုးစားဘဲနဲ့အရှိကိုတက်နိုင်များရအောင်ပို့တင်တယ်လို့တော့ကျွန်တော်မြင်တယ်နောက်ကိုတော့ပြန်ပြီးတွဲလိုက်တာမျိုးဖြစ်ဖြစ်ကွင်းလျာကြောင့်လည်းပြန်ပြီးချိတ်တာမျိုးဖြစ်ဖြစ်လုံးမယ်ဆိုရင်စပါးရဲ့ present အောက်မှာပဲဘောလုံးပြတ်သွားပြီး United တင်းနဲ့ဂိုးပေးသွားနိုင်တဲ့ခြေနေမျိုးတွေရှိပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးလူချင်းဘက်မှာဆိုရင်တော့နောက်တန်း3ယောက်ကတော့ကျွန်တော်ထင်ပါတယ်မကွာရကတော့ပါမှာပဲမကွာရပါမယ်ပြီးရင်တော့လူချောကိုသုံးဖို့များတယ်ပြီးတော့ Lindelof ဒါပဲဖြစ်နိုင်ရရှိသလိုကျွန်တော်မြင်တယ်မစရာအဝီနဲ့ဒေါ်ကူကကြတော့လုံးဝဒီ win back ပုံစံပဲကစားနိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါတော့ကပြန်ပြီးကစားနိုင်တယ်ဆိုပေမဲ့ဒီလိုပွဲမှာတစ်ခါတည်းပေါ့နော်ပွဲချိန်ပြီးကစားခိုင်းမှာမလားဆိုတဲ့အချက်တွေကိုလည်းကျွန်တော်စဉ်းစားဖို့လိုတယ်ဒါတော့ဒဏ်ရာမရဘဲနဲ့အဆင်ပြေနေတယ်ဆိုရင်တော့ဒီမစရာအိုဝေကဒီစန်တာဘက်ပေါ့နော်အဲ့လိုပုံစံမျိုးကစားသွားနိုင်ရတော့ရှိပါတယ်ကွင်းလယ်အထိုင်တယောက်ကတော့ဒီ Casemiro နဲ့ Ugarte ပဲဖြစ်ဖို့များတယ် Bruno Fernandes ကိုအဲ့မှာထိန်တော့ပိုကောင်းနိုင်တယ်ဆိုပေမဲ့လည်း final ပွဲဖြစ်တာကြောင့်ပို့ပြီးတော့ safe ဖြစ်တဲ့ option တစ်ခုပဲရွေးချယ်လိမ့်မယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ရှေ့ကတိုက်စစ်မှု3ယောက်နေရာမှာဆိုတော့ Haaland ကတေးကြတယ်ဒီပွဲစဉ်မှာတော့ Haaland တစ်ခုခုလုံးပြနိုင်တယ်လို့တော့ကျွန်တော်မြင်နေတယ်ပေါ့နော်သူ့ရဲ့အဓိကတော့သူ့ရဲ့ပြေးထွက်တဲ့ power ရယ်ဒီကွင်းလင်ရတယောက် light press တဲ့ power တွေကဒီ United အတွက်တော့ဒီပွဲစဉ်မှာအားသာချက်တွေတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီတောင်ပန်တစ်ဖက်မှာဆိုရင်တော့ကျွန်တော်ကဒီအာမက်နဲ့ဂါနာချိုပဲသုံးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သူများအနေနဲ့တော့အမြင်တူချင်မှတူမယ်ပေါ့နော်ကျွန်တော်မြင်နေတာတစ်ခုကကျတော့ညာတောင်ပန်မှာဂါနာချိုသုံးပြီးတော့ဒီဘယ်ဘက်ချမ်းမှာမစ်စင်မောက်ကိုပဲထားမလားပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်လာပြီးတော့မှပြီးရမှာပဲအာမက်ကိုထည့်မလားပေါ့ဒါကတော့ဖြစ်နိုင်ကြတော့နည်းရဆိုပေမဲ့လည်းကပ်ဘက်ပြန်ပြီးတော့ချိုးကျင်နေဆိုရင်တော့ဂါနာချိုကညာတောင်မှာထားပြီးပြန်ချိုးတာကအလုပ်ဖြစ်နိုင်ကြတော့ရှိပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ United အသင်းအနေနဲ့ Europa League ဘိုလိုပွဲကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်နိုင်မကိုဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးမှာရှိပါတယ်ပရိသတ်တွေအနေနဲ့လည်းတော်တော်လေးကိုလက်လွန်ခြေလွန်ဖြစ်ထားပြီးသွားပြီကစားသမားတွေအနေနဲ့လည်းဒီပွဲစဉ်မှာမနိုင်ဘူးဆိုရင်နောက်ရာဒီမှာ United အသင်းရဲ့အဆင့်တန်းကြီးကလုံးဝကိုအတိတ်ပဲမရှိတော့ပါဘူးဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တပွဲကောင်းပဲဖြစ်ဖြစ်တရားဒီတော့ဘယ်လောက်ပဲစုပ်ပြတ်တတ်ပါစေဒီပွဲစဉ်မှာလုံးဝမှော်ဝင်ပြီးတော့အနိုင်ရလက်တစ်ခုကိုတော့လိုချင်ပါတယ်နိုင်ရလက်တစ်ခုရမှလည်းနောက်ရာဒီလေးမှာအဆင်ပြေနိုင်မဲ့အခြေအနေမျိုးမှာတော့ရှိတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့လက်ရှိ Premier League မှာရည်တည်နေတဲ့အဆင့်ထက်ပိုဆိုးတဲ့အဆင့်မျိုးကိုနောက်ရာဒီမှာမြင်တွေ့နိုင်တဲ့အခြေအနေမျိုးတွေရှိနေပါတယ်ဟုတ်ကဲ့ပါဒါကတော့ Europa League ဘိုလိုပွဲကြိုအမြင်နဲ့ Europa League ဖလားကိုဘာကြောင့်ရအောင်ယူတင်လဲဆိုတဲ့အချက်တွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ United ပြည်သက်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် Old Trafford Theory ရဲ့ဘောလုံး content တွေမှာပြည်သက်နေပြန်နေဆိုလို့ချင်ပါသေးတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်